Hi, mình gặp sĩ cái bao nhiêu thiên thì ra là liên quan bọn nó cũng là chị thiên thì đấy mà chịu này cổ tao rồi cổ này cái sao nó bắt đầu như này là chỉ tao tập jam nữa ba cái đó nếu mà cổ lý ra đấy anh nó bị nhả để mà nó bị nhả này nếu mà cổ lý ra đấy rồi là cổ tao rồi là cái rồi ấy đi trả tiền mình trả tiền bảo thì mà chịu ấy lâu rồi để này bảo mà ngu này ok mà ngu này rồi ấy xong một tiền mà à bây giờ lấy rồi mà ấy chỉ muốn bị lấy lại rồi mà và nó cô ấy tao làm bắt đầu đã rồi thì à lúcအဲ့တော့အနုပညာဓမ္မတရားအနေနဲ့မဟုတ်ဘဲနဲ့တော်လန်ဘက်တော်တာတယောက်အနေနဲ့လေးစားခဲ့တယ်အားပေးခဲ့တယ်ပေါ့နော်ဆိုတော့မဖြူဆိုတော့ကိုရအိုင်တို့ပေါ့နော်ငငယ်လေးထဲကနေအဲဆိုအဲ့ကျတဲ့ငငယ်ထဲကနေနိုင်ငံခြားမှာနေတဲ့ခါကျတော့နောက်ပိုင်းထွက်တဲ့လူတွေဆိုပြီးဘယ်သူမှသိလည်းမသိဘူးစောက်ရနေလဲတော့တိတ်မကြိုက်ဘူးကွာဟိုဒီမဖြူတို့ခေကောစာနီတို့ခေမှာပဲသိတယ်ပေါ့နော်ကျန်တဲ့လူတိတ်မသိဘူးဟိုပမာလက်ကိုကတိတ်မတော်ဘူးဆိုတော့လေနော်โอเคစကားခံနေတာရှိနေမယ်ပြီးတော့အဲ့တော့သူတို့နှစ်ယောက်အကြောင်းကိုအရင်ဆုံးမသုံးသပ်ပြခင်အဲ့ကျရဲ့ကိုယ်တိုင်လက်တွေ့ကြုံခဲ့ဖူးတော့ပေါ့နော်အဲ့ဒီကိစ္စလေးနဲ့အရင်ရှင်းပြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်လူတွေပို့ပြီးတော့မှသဘောပေါက်နိုင်လိမ့်မယ်သဘောပေါက်မြင်နိုင်လိမ့်မယ်ပေါ့နော်โอเคအဲ့တော့ view file ရရှေ့သွားမှာဆိုပြီးတွင်းနေတဲ့လူတွေဆိုပိုအားနာတော့အဲ့ကျဒီလိုရှေ့ရွေးနားထောင်အဲ့တော့အဲ့ကျ view file နှစ်ပိုင်းခွဲပြီးတော့မှပြောပေးမယ်နော်ဒီအခုအဲ့ကျအကြောင်းကိုအရင်ရှင်းပြပေးမယ်အဲ့ကျကြုံခဲ့တယ်အဲ့အကုန်လုံးရှင်းပြရင်တော့အများကြီးရှေ့တော့မှာပေါ့โอเค so နည်းနည်းလေးတော့စကားပြင်ခန်းမှာဆိုတော့ဗာလဲဆိုတော့အရင်ကအဲ့ကျကရှင်းမိုင်မှာထိုင်းနိုင်ငံရှင်းမိုင်မှာနေခဲ့ဖူးတယ်နော်ရှင်းမိုင်မှာအဲ့ကျရှင်းမိုင်မှာနေခဲ့တော့ကဆိုလို့ရှိရင်အဲ့ကျနဲ့အပြင်မှာလက်တွေ့ပေါင်းခဲ့တဲ့အဲ့ကျရဲ့တငယ်ချင်းအရင်ကြီးကောင်းသိရအဲ့ကျအကြောင်းနော်အခုဒီအကောက်ထဲမှာလည်းရှိပါပဲဟောဒီဂျမ်နေမှာလည်းရှိတယ်နော်အခုလက်ရှိကအဲ့ကျဂျမ်နေမှာနေတာဂျမ်နေနိုင်ငံမှာနေတာနော်အဲ့တော့အဲ့ကျဆိုတာကမာနအရင်ကြီးတယ်အရင်ကြီးတယ် main ကလေးဟုတ်တယ်ဒါပေမဲ့တချို့မြန်မာဆိုလို့များများကြတော့သူတို့ထင်တာချီတယ်မာနကြီးတယ်ဆိုဘာမှတကယ်တမ်းကျသူတို့နားလေတာမဟုတ်ဘူးပြလားနော်မာနကြီးတယ်ချီတယ်ဆိုသူ့နေရာနဲ့သူရှိတယ်ဟုတ်လားသူ့နေရာနဲ့သူချီတယ်သူ့နေရာနဲ့သူချီတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ကျနဲ့မရင်းနှီးခင်မှာဆိုအဲ့ကျကြောင့်လူတွေနဲ့မရင်းနှီးခင်မှာဆိုကိုကနည်းနည်းခတ်တဲ့အရင်နေတယ်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ကိုကနိုင်ငံခြားနေတဲ့အတွက်ကြောင့်မို့ international site တက်မျိုးပဲရှိတယ်နော်အဲ့ဒါခါကျတော့ဒီယောက်ျားလေးဖြူမဲဘာပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အဖိုးကြီးဖွားကြီးပဲဖြစ်နေပါစေလူမျိုးမခွဲခြားနော်အဲ့ကျကလူတိုင်းကိုပေါင်းရင်စိတ်တက်နေပဲပေါင်းနေပေါ့နော်အဲ့တော့ဒါပေမဲ့ကိုနဲ့ရင်းနှီးသွားပြီဆိုလို့ရှိရင်တော့ကိုဝစ်စီယာမရှိခြင်းကိုဝစ်မဲ့အဝစ်စာသူတို့ကြိုက်တယ်ဆိုလေယူတော့အဲ့လိုမျိုးပေါ့နော်ကိုမစားရခြင်းနေသူတို့ကိုကူညီတာတော့မလေးဟိုသူတို့စီကယူစားဖို့မပြောနဲ့ပေါ့နော်သူတို့ကိုလည်းကိုစိတ်ကိုစားပြီးသူတို့လိုက်ကိုပဲသူတို့ကကွာကြွေးသေးတာနောက်ဆုံးတချို့ဆိုရင်သူတို့အိမ်မှာကြံခဲ့တဲ့မိသားစုအကြောင်းထည့်ပြောရင်ကွာမိသားစုအတွက်ပါထည့်ပေးလိုက်တဲ့လူစားမျိုးနော်ဒါပေမဲ့တခုကကြာကြီးကြည်တာဘယ်လိုနေမှာကြီးကြည်လဲဆိုတော့ကိုယ့်ရဲ့ partner အဖြစ်တွဲမဲ့လူကိုကကြီးကြည်တယ်တွဲမဲ့လူဆိုတာလူတိုင်းကိုကလွယ်ကူလိုက်ပြီးကြိုက်နေမှာမဟုတ်လူတိုင်းပြန်ကြိုက်ရင်ကိုပြန်ကြိုက်နေမှာမဟုတ်အဲ့လိုပုံစံမျိုးနော်မိတ်ဆွေအဖြစ်နဲ့ဆိုတော့လူတိုင်းကိုနဲ့ရင်းနှီးသွားပြီဆိုတော့နော်ရင်းနှီးပြီးသားလူတယောက်ကိုဆိုရင်တကယ်မိသားစုအရင်လို့တရင်တနည်းပေါင်းပေးတတ်တယ်ကို level နှိမ့်ချပြီးတော့မှာပေါ့နော်ဘာလို့ဆိုတော့လူတစ်ဖက်သားတိတ်နေမှာဆိုလို့ကိုနှိမ့်ချပြီးပို့ပြီးရောပေးတယ်သူတို့နော်အဲ့လိုရောပေးတယ်ဆိုတာကကိုကပေါ်လို့မဟုတ်ဘူးနော်တကယ်ကလေနော်အဲ့ဒါကသူတို့ကိုကတန်ဖိုးထားပြီးဆက်ဆံတက်တယ်ဆိုတော့သိစေချင်လို့သူတို့ကိုပေါ်မှာအဲ့လိုမျိုးပြန်တန်ဖိုးထားစေချင်လို့ဒီတန်ဖိုးပေးတာဟုတ်ပဲအဲ့တော့အဲ့ချက်ဒီအကောက်ထဲမှာအခြေတငယ်ချင်းမြင်လို့ရှိရင်လာမှတ်ပေးလိုက်ကြအောင်နော်အဲ့ချက်ဆိုဘယ်လိုမျိုးလဲဘယ်လိုမိတ်ကလေးလဲဆိုနော်တချို့တငယ်ချင်းဆိုရက်ပါပြောမယ်နင်းသိရင်တော့ငါလည်းလိုက်ပို့မဲ့လူတော့ရှိမှာမဟုတ်အဲ့တော့ကြီးပေါ့နော်တခါတော့ဆိုရှိတယ်အဲ့ဒီတငယ်ချင်းမှအဲ့ကျတို့ဘာလို့အပြင်သွားလိမ့်မယ်ပါညာဆိုတငယ်ချင်းမှသူတငယ်ချင်းပါလာတယ်ပေါ့နော်တခြားတငယ်ချင်းပါလာပေါ့အဲ့တော့အဲ့မှာသူတငယ်ချင်းနဲ့မကောင်းလေးတယောက်ပါတယ်ရှော့ရှော့လေးပါတကယ်ကလည်းဟိုကိုရီးယားလိုပါလို့မရုပ်အဲ့လိုမျိုးပေါ့နော်ပါလာတယ်အဲ့လိုမျိုးတော့အဲ့ချက်ကြီးကြည့်ရနော်ဘာဆိုတော့ဒီတငယ်ချင်းကိုတည်တာဟိုတယောက်ကိုတည်တာမဟုတ်အဲ့တယောက်နဲ့တွေ့ကိုမျက်နှာ automatic တည်ငြိမ်ပြီလားနော်အဲ့လိုမျိုးဒါမှမဟုတ်ကြည့်နေအဲ့ကောင်လေးရှော့တယ်ရှော့တဲ့ခါကျတော့ဟိုတငယ်ချင်းကိုပြောလိုက်တယ်အဲ့ချက်တငယ်ချင်းကမှလေအဲ့ဒီနိတငယ်ချင်းကိုအဲ့ဒီကောင်လေးကိုပြောလိုက်တော့အဲ့ချက်ကပြိုးတယ်ရမ်းချောတယ်လို့အဲ့ပြောလိုက်ပြောတဲ့ခါကျတော့အဲ့လိုလည်းပြောအဲ့တော့မှတ်မိပြီပေးသွားတယ်ဆိုအဲ့ဒီဘားသွားကြတာကလပ်သွားကြတာပေါ့နော်အဲ့ချက်အရင်တော့တော်တော်လေးကိုချီပွေပေါက်တယ်နော်အဲ့လိုအဲ့ကလပ်သွားကြတာပေါ့အဲ့တော့ဘေးကိုတော့နော်အဲ့ချက်ကတော့လူတိုင်းကိုစရိတ်ငိမ့်တော့အမြဲတမ်းကိုပဲစရိတ်ခံအဲ့ဒါဘာလဲဆိုလူတွေကိုချင်းစာတတ်တယ်အရင်သူတို့ကဒီလောက်တွေရတာလောက်အခါလေးကကိုမှငွေ3နိုင်တယ်လေ3နိုင်တဲ့ခါကျတော့ငါကျွေးလိုက်တာငါကုလို့ရတယ်အဲ့တော့သူတို့လောက်သူတို့မိသားစုတွေနဲ့သူတို့လူရ3ပါစီဆိုတဲ့ပုံစံမျိုးနဲ့လူတွေကိုဘတူးပဲနေအဲ့ဒီပဲအမြဲနော်စရိတ်ငိမ့်ခံပြီးတော့မှပေါင်းတင်တာအဲ့ဒီတငယ်ချင်းကနေမှအဲ့ဒီကောင်လေးကိုပြောပြလိုက်ရောပြောပြတဲ့ခါကျတော့ဟေးပေါ့နင်းကိုငါတငယ်ချင်းပြောတယ်အရင်ချော့တယ်မဲနင်းကမှန်တက်လိုက်တော့ပေါ့နော်ဘာလို့ဆိုတော့ AJ ကချောတယ်လို့ပြောတယ်လို့ဆိုတာတခါမှမကြားဘူးလေပေါ့နော်သူတက်မှာပေါ့အဲ့တော့ကောင်လေးကိုချိုးတယ်ဆိုတာဒါဒီပထမဆုံးပဲပေါ့နင်းအရင်ကန်ကောင်းနေပေါ့အဲ့လိုပြောတာအဲ့တော့အမှန်တော့အတူတူတော့ကတာပါပဲကတယ်ဆိုပဲအဲ့လိုတဝိုင်းလေးပေါ့နော်တဝိုင်းလေးကပါနေအဲ့တော့အဲ့ဒီကောင်လေးကနေမှသူကအစတွေကနေကိုဒီကြီးလောက်နေတယ်ဒါပေမဲ့ AJ ကအဲ့လိုမျိုးကွာနည်းနည်းတော့မပြုံးပြတော့သူအနာမကတ်ရေးတော့အဲ့ရှိုးတယ်ပါညာလည်းပြောလိုက်ရောအနာရောက်လာပြီးမှရောက်လာတော့ကိုကလည်းဒီတိုင်းမှာကတ်တီပဲနေတာပြီးတော့တော့လာပြီးမှအဲ့လိုမျိုးသွေးကချင်တာလို့ဘာလို့အဲ့လိုအဲ့ကျမျက်နှာမှာပိန်းလို့တစ်ချက်မှတော့တကယ်ချင်းခေါ်ထုတ်ပြီးတော့မပြောတဲ့ချက်ချင်းနီးတကယ်ချင်းဘာချိုးတာလည်းမဟုတ်ဘူးနော်အဲ့ဒါနီးရဲ့တကယ်ချင်းလို့ငါလည်းဘာမှမဆိုင်ဘူးနော်လို့နီးတိပြောထားတော့လို့ငါပြောတာဘာလဲလို့ငါပြောလိုက်တာချိုးတယ်ပြောလိုက်လို့မှန်တတ်သွားတာလားလို့နော်ပြောပြလိုက်တော့လို့ငါချိုးတယ်လို့ပြောတာကကြိုက်တယ်လို့ပြောနေတာမဟုတ်ဘူးနော်သူ့ပုံစံလေးကချိုးတယ်ဆိုတာကိုပြောတာလို့ဒါပေမဲ့ငါကြိုက်လို့ချိုးနေတာမဟုတ်ဘူးလို့မကြိုက်ဘူးလို့အဲ့လိုငါ့ကိုကြီးစားပြုံမြင်ကြိုက်လို့ပြောလို့ငါမကြီးစားဖြစ်နေပုံစံမျိုးလာတယ်ငါတငယ်တော့လို့ငါမကြိုက်တတ်ဘူးလို့အဲ့ကျအဲ့ပြောပေါ့နော်ပြီးတော့ငါတွဲမဲ့ယောက်ျားလေးဆိုရင်အဲ့လိုမျိုးကိုထက်မတော်မတတ်တဲ့လူငါတွဲမိမှာမဟုတ်ဘူးတွဲမိခဲ့ရင်တော့မှပေါ့နော်ကိုထက်ကြီးသူပဲဖြစ်ရမယ်ပေါ့နော်အဲ့လိုပြောတယ်ပေါ့နော်အဲ့တော့ဒီလိုလာမချိုးခိုင်းနေတော့လို့တငယ်ချင်းအဖြစ်ကနေတော့မှလို့နင့်ကတငယ်ချင်းဖြစ်ကနေရက်စက်ပြိုင်မပါညာအဲ့ဒါအဲ့ပြောတော့ကိုတက်ပြောတာနော်မင်းချိတ်နေအဲ့လိုမျိုးပေါ့နော်အဲ့နဲ့စားပြီးမှ
အဲ့ကြောက်ဟိုဘယ်လိုပြောမလဲတိတ်ပြီးတော့မှအဲ့ကြောင့်မပြိုးရေးတော့ဘောနော်မကတ်ရေးတော့အဲ့လိုမျိုးနေတာနော်โอเคအဲ့တော့အဲ့မှာဘယ်မှာစတာလဲဆိုခုအဲ့ပြောချင်တဲ့ကိစ္စကြောင့်ဒီအခုဂျာမနီမှာပေါ့နော်ဂျာမနီရောက်လာတဲ့ခါကျတော့ဆက်ချင်းကတော့အဲ့မြန်မာတငယ်ချင်းတွေမရှိပါဘူးဒီနိုင်ငံမှာပြီးတော့ဟိုထိုင်းနိုင်ငံမှာနေတဲ့နေအဲ့ပမာတငယ်ချင်းကဟိုအရင်တည်းကနေမရှိဘူးတိုင်းရင်းသားတွေတော့ရှိတယ်တိုင်းရင်းသားရှိရဆိုတော့နောက်ပိုင်းမှာတိလာပဲပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့တော့တစင်းနဲ့ဆိုတော့တိလာတယ်ပေါ့အဲ့ဒါခါကျတော့ဒီဂျာမနီမှာပေါ့ဂျာမနီမှာလည်းရောက်လာဒီဆက်ချင်းကတော့ဒီပမာတငယ်ချင်းရှိမှဟိုဒီနိုင်ငံမှာပေါ့နော်ပမာတွေမြန်မာတွေနေမှလည်းမသိဘူးရှိမှလည်းကိုမသိဘူးပေါ့ကိုမှထိုင်းတငယ်ချင်းနဲ့နိုင်ငံခြားတငယ်ချင်းတွေပဲရှိတယ်အဲ့လိုပေါ့နော်ဆိုတော့အဲ့ဒီအာနာသိန်းမှုဖြစ်တဲ့ကိစ္စနောက်ပိုင်းမှာသိတာပေါ့နော်သိတယ်ဆိုတာဒီဟိုနိုင်ငံရေးဘယ်လိုပြောမလဲဆန္ဒပြပွဲတွေပါတယ်အဲ့လိုမျိုးသွားရင်းနဲ့ပေါ့နော်အဲ့လိုမျိုးအမှဆုံးဖြစ်တော့မြန်မာတွေအများကြီးခင်ရတယ်အဲ့ချိန်မှာအဲ့ရဲ့စိတ်တက်ကိုလည်းကိုကစပြီးတော့မှပညာပေးလာတော့ပညာပေးတယ်ဆိုတာဘယ်လိုလဲကိုသတိပေးတယ်ပေါ့နော်အရွယ်လည်းရောက်နေပြီဟုတ်လားအရင်ငွေရွယ်တဲ့ကလေးပေါ့စားကလေးရွယ်မဟုတ်တော့ပေါ့နော်အဲ့တော့ပြီးတော့ကိုနိုင်ငံကလည်းဖြစ်ပြနေတဲ့အခြေအနေကြောင့်ရေပေါ့နော်အဲ့ဒီမြန်မာတွေကိုကတိတ်မကြိုက်ဘူးစိတ်တက်တော်များများတိတ်စင်မပြေကြလို့ကြတယ်ဒါပေမဲ့ကိုနိုင်ငံကတော့ပို့ချစ်တယ်အဲ့ဒါကြောင့်ကိုနိုင်ငံခုလိုဖြစ်တဲ့အချိန်မှာကိုနိုင်ငံသားတွေကိုပေါ့နော်ကိုကပို့ပြီးတော့မှအင်အားခွန်အားပေးရှင်တယ်ပေါ့နော်အဲ့လိုစိတ်မျိုးနဲ့အကျေရဲ့အဲ့လိုမျိုးတိုင်းနိုင်ငံမှာနေခဲ့တဲ့အသိမာနကြီးတဲ့ဥစ္စာလုံးဝမကြီးအောင်နေတယ်လူဘလောက်ကြီးကျယ်လဲဆိုလေလူတွေလေကိုနဲ့ Facebook မှာတည်တယ်အပြင်ရောက်လို့လာတွေ့ပြီးပြုံးပြတော့အဲ့ဒီတစ်ချက်မပြုံးဘူးနော်မပြုံးဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒီအပြုံးချက်နေဖို့ဆိုဝေးပဲအဲ့လိုမျိုးရှိတယ်အဲ့တော့တကယ်ချီတာမှတကယ်ရိုက်ထုတ်ချင်ကြပါအဲ့လောက်ရှိအောင်နော်โอเคဒါပေမဲ့ဒီနိုင်ငံရေးကိစ္စတွေပတ်သက်လာတဲ့အခါကျတော့ကိုကလေကိုတင်ယူပြီးမှငါဒီလိုမျိုးနေလုံးဖြစ်တော့ဘူးပြီးတော့ငယ်ရွယ်တဲ့အရွယ်လည်းမဟုတ်တော့ဘူးเนาะအရွယ်ကူလေးရလာပြီဆိုတဲ့အခါကျတော့အဲ့တော့ကိုလေးအဲ့လိုမာနကြီးတာတွေဘာတွေခွဲချဟိုမနေတော့ဘူးပေါ့နော်အဲ့တော့လူတိုင်းကိုပြီးတော့ဒီအနောက်နိုင်ငံဆိုတာကတော့ထိုင်းနိုင်ငံလောက်မှာတော့မှမြန်မာတွေအတော်များများကတို့မှရောက်ခါစားတို့ဘာလို့ဆိုပေါ့နော်ရောက်တာကြပြီးတဲ့လူတော်မှာပေါ့နော်အရန်ညုံနေကြတယ်ပေါ့နော်ကိုလေးနော်ကြောက်တတ်တယ်ပေါ့တဲ့မှာတင်နေစိတ်ရှိကြတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာဒီလိုနိုင်ငံအနောက်နိုင်ငံမျိုးမှာဆိုပို့ဆိုးပေါ့နော်ဆိုတော့အဲ့တော့ကိုကလေသူတို့တွေမသိငင်အောင်နော်ဘယ်မြန်မာပဲဖြစ်ဘယ်လိုပဲအခုစမြင်အခုအကျတရင်တနည်းဆက်ဆံပြီးတယ်ကိုလေပဲကိုအများကြီးပြစ်ချလိုက်တယ်ကွာဒီနိုင်ငံရင်းနဲ့ပတ်သက်လာလို့နော်ဘာလို့ဆိုတော့ရင်းနှီးခွင့်ယူနေဖို့ဟာတနိုင်ငံဘယ်လိုမှမြန်မာနိုင်ငံထဲမှာအတူရှိနေကြလည်းမဟုတ်တယ်အိမ်ထဲတူရှိနေမဟုတ်ထိုင်းနိုင်ငံလိုလည်းမဟုတ်ဘူးကွာဒီနိုင်ငံတွေဆိုတော့သူ့လောက်ကိုလောက်နေမှာဟုတ်လည်းမတွေ့ရတော့ဟုတ်လားအဲ့လိုမျိုးဆိုတော့အချင်းကုန်တယ်ဟုတ်လားနော်ကိုနိုင်ငံဖြစ်နေတဲ့အချင်းဒီလိုကိစ္စဖြစ်စီးလုံးနေတာဆိုတော့မှအဲ့လိုမျိုးကွာတွေးကြမြန်မာနဲ့အဲ့တော့ကိုကလေဘဒူးနဲ့ပဲတည်အခုရင်းနှီးဒီလိုနေတယ်သူတို့လိုအပ်တဲ့အကူအညီမှန်များဆိုလဲပါဇက်ဘေးနဲ့ပြောလိုက်တာနဲ့ကိုကလိုက်ကူညီပေးတယ်ကူညီပေးတာတော့မှနော်အခမဲ့ကူညီပေးတဲ့ပြင်ကိုစီကိုလည်းစားတယ်ကိုစီကိုစားတဲ့ပြင်မှာသူတို့စီကိုလည်းကိုကျွေးတယ်အဲ့လောက်ပြောနော်ဒါကတချို့ကောင်တွေကတော့တည်တယ်မလားမြန်မာတို့များရဲ့စိတ်တက်တွေကဒါကြောင့်များပြင်ကြမှာဒီလိုမျိုးပြောရင်နိုင်တာမဟုတ်ဘူးပြင်တတ်ဖို့စင်ကျင်တတ်ဖို့တော့ဟုတ်လားတချို့ကောင်တွေကဘယ်လိုပြောမှာလဲသူတို့ကိုလူတယောက်က main ကလေးတယောက်မြန်မာတွေရဲ့အကျင့်ပေါ့နော်အတော်များများ main ကလေးတယောက်ကသူတို့ပေါ်မှာတပေါ်အရန်ကောင်းနေပြီဆိုလို့ရှိရင်ဒါသူတို့ပဲဖတ်လိုက်ကြတာဒီလိုဖြစ်သွားပြန်ရောသိရမလားနော်ကိုကပံ့ပိုးပေးနေပြန်တဲ့ခါကျတော့ကိုညီတယ်လားဆိုတော့အဖြူစင်မျိုးသူတို့မတွေးတတ်ဘူးနော်သူတို့မှမကြုံဘူးတာမျိုးနော်ဆိုတဲ့ခါကျတော့အဲ့တော့အဲ့လိုစိတ်မျိုးနဲ့ပဲကြည့်တယ် main ကလေးလည်းဒီလိုပဲကိုတို့ယောက်ျားလေးပဲဖြစ်ဖြစ်လာကိုညီနေပြီဆိုဒီကောင်ကငါ့ကိုကြိုက်နေလို့လားဆိုတဲ့စိတ်မျိုးပေါ့နော်ဒီလိုမျိုးတွေမှန်နေတတ်အောင်ကြတယ်ယောက်ျားလေး main ကလေးအတူတူပဲနော်အဲ့လိုမျိုးတွေရှိတတ်ကြတယ်ဒါပေမဲ့ဘယ်လိုပြောမလဲကိုဘက်ကမာနကြီးကြီးခက်ခွဲခြားခြားလေးနေပြန်တော့လေဘာမဘယ်လိုပြောမှာသူများနိုင်ငံမှာရောက်လာပြီးမြန်မာအချင်းချင်းတို့ဒီလိုမောက်မာနေတာခွဲခြားနေတာဘာဖြစ်တယ်ညာဖြစ်တယ်ငါတို့ကျတော့လူလိုမတတ်မှတ်ဘူးနိုင်ငံသားတွေကိုကျတော့မလေးဘယ်လိုပညာနဲ့ဖြစ်ပြန်ရောဘာလို့နိုင်ငံသားတွေကသူတို့လိုမှမကြည့်ကြတာဟုတ်လားနော်ဟိုတန်းသူအားလုံးကိုကွာနော်ဘာမှမတူမရှန်ထားပဲသူများလည်းအထင်မသေးတတ်ဘူးကွာအဲ့လိုဆက်ဆံတယ်လीနော်အဲ့တော့ကိုယ်လည်းအထင်မသေးရဘူးဆိုတော့ကိုကလည်းသူတို့လိုပြန်ပြီးဆက်ဆံပြီးအဲ့ဒါကိုနောက်ဆုံးကျတော့ဘယ်လိုပြောမှာလဲကိုတွေအဲ့လိုထိသွေးပေးတဲ့လူတွေကအမြဲခံရတတ်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီမိုင်းဒီကြောင်ဒီမှာရောက်လာဆိုလေတော်တော်များများအဲ့ခံလိုက်ရတယ်ဒါကြောင့်ဒီနောက်ပိုင်းမှာအဲ့တော့အေးစီးပဲနေလိုက်တော့လေကိုထူချာချင်းမှာစစ်ပေးရှောင်မှာပို့လှူပေးလိုက်ပြီးတော့ဘယ်တော့မှမကြွေးတော့အဲ့တော့အဲ့တလုံးတော့ကိုဒီလိုနိုင်ငံကြီးဖြစ်နေတဲ့အချိန်တွေကြောင့်ရေနော်အဲ့စိတ်တွေမတည်ငြိမ်တော့ဘူးပါနော်ပြီးတော့မိသားစုထဲမှာလည်းနော်ကြာဆုံးသွားတဲ့လူတွေလည်းတရင်တွေလည်းကြားရတာပါဆိုတော့အဲ့စိတ်တွေလွတ်တယ်ပေါ့နော်ပြီးတော့ကိုရန်လည်းအဲ့တော့ကျမကြီးကခဏဖောက်တယ်လို့ကွာဆိုတော့အခုဒီပြီးခဲ့တဲ့နှစ်တော့မှအဲ့ operation နောက်ပိုင်းမှာအခုကျမကြီးပုံမှန်ကောင်းလာပေါ့နော်ပြန်ပြီးတော့အဲ့တော့ခါကျတော့ကိုကလည်းဘယ်လိုပြောမလဲစိတ်ပြေလက်ပြောက်ဆိုတဲ့ပုံစံမျိုးနဲ့လိုမျိုးကွာကိုခင်နေတဲ့မြန်မာတွေအများစုနဲ့အားလုံးကိုရောတယ်ပေါင်းနေဆက်ဆံနေအပြင်မှာတွေ့တယ်တွေ့ရင်လည်း10ရောက်တွေ့ရင်10ရောက်စားလို့အဲ့ဒီပဲအားလုံးကိုတာဝန်ယူပါတယ်နော်ဟိုချက်အခါမှာချက်ပြုတ်စားတာကအစပေါ့နော်ကိုပဲအားလုံးဝေးတယ် special ဝေးပေးတယ် club တွေဘားတွေသွားလဲစိတ်ချအေဂျပဲထောက်ပါပဲနော်ပြီးတော့အလကားတောက်ရတော့လည်းများပါတယ်ဘာလို့လဲဆိုတော့အေဂျမြင်တာကြောင့်သိတယ်မလားအေဂျကိုလာကြောင်ရတယ်မလားကောင်းတယ်လာကြောင်ကျင်တယ်ကိုနဲ့ပါလာတဲ့ကောင်းတွေကိုသူတို့တိုက်တယ်ကွာအေးဒီလိုမျိုးတွေလည်းသူတို့ရတယ်နော်မြင်တာလည်းရတယ်အေဂျနဲ့သွားတယ်ဘယ်သူမှနှိမ်နဲ့စကားမျိုးမပြောရဘူးဒါပေမဲ့အဆင့်တန်းရှိဖို့လို့လို့ပေါ့တချို့ကျတော့အဆင့်တန်းမရှိဘူးသိလားဘယ်လောက်တင်ပေးမရဘူးဒါမျိုးကြရင်အေဂျကလည်းစိတ်ချင်းနေတဲ့လောက်ရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့မှာကြုံလာတော့တော်တော်များများကြုံလာတယ်အဓိကကြောက်တယ်တခုပြောပြမှာအဲ့ဒီအကူတယောက်အဲ့ဒီအကူတယောက်ကဘာလဲဆိုပြီးတော့ဒီမှာစရောက်တဲ့တချို့မြန်မာတွေဆိုပြည်နိုင်ငံခြားမှာသူမသွားဘူးလေလို့ရှိဒီနိုင်ငံမှာစရောက်ပြီးတော့သူက online တွေဒီ email account တို့ sign ထိုးတာတော့ဘာလို့လဲတိတ်မရင်းနေတတ်ကြဟုတ်လားအဲ့တော့အဲ့ဒီဘယ်နှခုနှစ်ကလည်းမသိပါဘူးဒီ O2 ကနေမှာပေါ့နော်ဒီ company sim card company တစ်ခုကနေမှာပေါ့ internet company တစ်ခုကနေမှာဒီဖုန်းတွေနော်အကျွေးစနစ်နဲ့ချရောင်းနေတာရှိရကွာအဲ့တော့မြန်မာတွေဒီသူတို့များများက iPhone လေးနော်စပြီးယူကြတယ်နော်ဘာလို့ဆိုတော့သူတို့ရဲ့အချိန်နဲ့အချိန်မှာပဲစပြီးရှိတယ်နော်အဲ့ကျတော့ဟို iPhone စပေါ်တဲ့ကနေကင်ပူလာလို့ iPhone ဆိုကိုကသုံးနေကြဖြစ်သွားလို့အကျင့်ပါနေလို့တော့သုံးနေရတယ်မကြိုက်ဘူးဟို Android ပဲကြိုက်တယ်ဒါပေမဲ့သုံးတတ်တော့လို့အဲ့တော့အဲ့ဒီအကူကြောက်ကသူ့ရဲ့ဖုန်းပေါ့နော်ဒီဘာလို့
space တွေပါတွေအပေါ်ဝေဖို့အတွက်ပါဆိုတော့ memory ပြည့်သွားပြည့်တဲ့ခါကျဝေ300ရတယ်နော်အဲ့ဒါလေးဝေဖို့အတွက်ပြီးတော့ music တွေပါဝေဖို့တော့ကသူ့မှာ Apple account လို့လေနော် Apple account မရှိဘူးအဲ့တော့မဖွင့်လဲဖွင့်တော့အဲ့တော့အဲ့ကျလည်းဖွင့်ပေးတဲ့ခါကျတော့သူတို့ကအဲ့တော့အခုနောက်ပိုင်းတော့မသိတော့ဘူးနော်ဒီအဲ့တော့သူတို့ရဲ့ bank account တွေကဒီသူက asylum ဆိုတော့ခါကျတော့မတူဘူး Apple ကလက်မခံဖွင့်လို့မရတဲ့ခါကျတော့အဲ့တော့အဲ့ရဲ့ visa နော် visa account visa ကဥစားယူထည့်ပေးလိုက်နော်ဒါနဲ့ထည့်ပေးလိုက်ပြီးတော့တစ်လမှာ2ယူရို3ယူရိုဆိုကိစ္စမရှိဘူးအဲ့စကားလည်းထည့်ပြောလို့အဲ့ငွေကြေးပေးတော့မှစကားပြောနော်ကိုဘလောက်ပဲထုတ်ရနော်ကိုနဲ့ရင်းနှီးတဲ့လူဆိုရင်ကိုမီတာဆိုလို့ပေါင်းအဲ့လိုမျိုးတို့လောက်ပေးလိုက်ရော account လုပ်ရင်ဖွင့်ပေးလိုက်ရောအဲ့ချိန်မှာအဲ့တော့3ယူရိုတစ်လကို2ယူရို69ပြားဆို3ယူရိုပေါ့နော်ဟုတ်တယ်3ယူရိုပြီးတစ်လပေါ့နော်အဲ့ဒါခါကျတော့လောက်ပေးလိုက်ရောအဲ့ဒီနောက်ပိုင်းမှာလိုက်ပြီးတော့မစုံဖြစ်ဆိုအဲ့ခဏဆေးရုံထိုက်ရတဲ့လူပေါ့နော်အဲ့မှာတကယ်ကျတော့အမှအဲ့ကျလည်းပြင်လည်းမတော်ဖြစ်တဲ့ခါကျတော့အဲ့ကျ account မှာဒီ Apple account မှာ message တွေအများကြီးဆက်တိုက်ဝင်နေပတ်စံတွေဖြတ်တာဆိုအဲ့လို9ယူရို10ယူရို3ယူရိုအများကြီးပဲဖြတ်ဘာလို့ဆိုတော့အဲ့ဒီအကူကဒီ account ကလေဒီ online လုံးတာကွာဒီ account ရဲ့ Apple account ကိုပါလို့ကွာစပြီးရချင်းဆိုလို့သိတယ်မလားမြောက်အောင်တီးရတယ်ပေါ့ကွာသူတို့မကြုံဘူး like ကလိတာပေါ့သိတယ်မလားအဲ့ဒါကိုအဲ့လိုမျိုး like ကလိတာနေမှာပေါ့နော်အဲ့တော့ကိုမှ message တွေတန်းပြီးဝင်လာတယ်အဲ့တော့ဟာပေါ့ဝင်ရှာကြည့်တော့လေ Apple account ကဖြတ်တယ်ဆိုတာပဲပြဘာလို့သူ့ account ကိုဝင်ထားတာဆိုတော့အဲ့ကျမမြင်ရတော့တေးချအောင်သူလှုပ်ထားတာဟုတ်လားဒါမှမဟုတ်သူတကယ်အသုံးလို့လားအဲ့ဒီ account ကိုလှုပ်တာဘာလို့တစ်ခါလေးကျရင်မနှိပ်နားမလဲပဲရှောက်နှိပ်ပြီးပတ်စံဖြတ်နေတာကြီးလကားဖြစ်မယ်လीနော်အချိန်မီ cancel လုပ်ရမယ် remove လုပ်ရမယ်ဒါမျိုးတွေပေါ့နော်အဲ့တော့သူ့အဲ့ကျဆက်တွေ့တယ်တစ်ခါဆက်တွေ့လဲမရနှစ်ခါဆက်တွေ့လဲမရစာနဲ့ပို့လဲမရနော်အော်သူအလုပ်လုပ်နေလို့နေမှာပါဆိုကိုကလည်းနားလဲပြီးအဲ့တော့အချိန်လေးမှန်းပြီးမှကိုမှဆက်တွေ့သွားလိုက်စာပဲဝင်ကြည့်တယ်ဘာမှပြန်မပြောလားအဲ့လိုမျိုးအချိန်ချင်းပေါ့နော်ပြောရင်ဆုံးမှာပေါ့အဲ့တော့တကယ်ကျတော့ကိုဒီလိုမျိုး account visa ကတ်ဆိုတာလူတိုင်းဖွင့်ချင်တိုင်းဖွင့်လို့မရဘူးနော်တောင်းလောင် visa ကတ်ရှိတဲ့လူဆိုတာလူတိုင်းမရှိနေဘူးနော်ဒါလည်းလူတိုင်းသိတယ်အဲ့တော့ဘာလုပ်လဲဆိုတော့နောက်ဆုံးဘာလို့ပို့စက်တိုက်ပို့လို့မရဖုန်းတွေခေါ်တခါခေါ်မကိုင်ဒေါ်လာပေါက်ဝဲလာကိုဟာလည်းနော်ပြောစရာရှိတာသူကဘာထင်နေလဲမသိဘူးစက်တိုက်ခေါ်အဲ့တော့သူအလုပ်ထဲရောက်တော့လေအလုပ်လုပ်နေလို့နေမှာပါဆိုဒါပေမဲ့တရက်မနေ့ရက်မဟုတ်50ရက်ဆိုတော့လေကိုယ့်ရဲ့အကောက်ကမှစက်တိုက်ငွေရဖြတ်တယ်တမျိုးနော်နောက်ဆုံးအကောက်ဘာခဏရသွားပြီအဲ့ဒါခါကျတော့အရေးကြီးလို့နော်အရေးကြီးလို့နော်အကိုကြီးဆက်တွေ့လာပြီးပါအောင်ဂျေစုပြည့်သူတို့ဘာထင်တာလဲမသိဘူးတကယ်တလားပေါ့ကွေနောက်ဆုံးအဲ့လိုခဏဖုန်းတွေခေါ်တယ်စာတွေပို့တယ်နောက်ဆုံးကျတော့ပြန်ပြောမှလည်းသူကဟိုအရင်အဲ့တော့အဲ့ဒီတော့စာတွေပို့တယ်ကြီးပို့တယ်တော့ဖုန်းတိုင်းကလည်းခေါ်တယ် email လည်းပို့တယ်နော်ဟို messenger လည်းခေါ်တယ်ဆိုတော့ so annoying ဖြစ်လာနေပါဘောနော်လူကိုနော်ဒါမျိုးဆိုစိတ်ရှုပ်လာတယ်ကွာဟာလို့နော်အဲ့ကျလည်းမကြောက်ဘူးအဲ့ကျတော့မလာတော့ဒါပေမဲ့ဘာထားပါတော့အဲ့ကျတို့ဒီလိုဆက်သွယ်စူးစမ်းဆက်သွယ်နေတဲ့အချိန်မှာကွာအဲ့ကျမခေါ်ချင်လဲရတယ်ကောင်မဟဲ့ကောင်မနော်စိတ်လို့ခေါ်ကွာနော်စိတ်လို့ခေါ်ဟုတ်လားနော်တခုခေါ်ပြီးတော့ငါမအောင်နော်အကူမအောင်နော်အကူပေးချင်မှပြန်ဆက်သွယ်လိုက်မယ်နော်ရတယ်ဒီလောက်ဆိုတော့အကူနားလေးလိုက်တယ်တပုတ်ပေါက်လိုက်ဒါပေမဲ့ဘာမှပြန်မပြောဘဲနဲ့တက်ဒီလိုလောက်တာလားအကွေးစရာရှိဘာလဲဆိုကိုကကိစ္စရှိလို့ဆက်တွေ့တာနော်ကိုဒီလိုမျိုးလာချိုးသွားတဲ့ခါကျကိုကိုွယ်ရမှာကိုဘာပြောနေမလဲဆိုကိုမသိရအောင်မနေနိုင်ကိုတိတ်ခါကိုကြားတယ်ဟုတ်တယ်နော်ဒီစိမ့်ကိုမျက်စိရှိမှလည်းသူများတွေကိစ္စမျိုးနဲ့ကြုံဖူးတာပဲလေနော်တချို့ကောင်းတယ်ပြည့်ကောင်းမှပဲပြည့်တယ်ဒီကောင်ကငါ့ကိုအရင်နောက်ရှက်နေတယ်ဒီကောင်ကငါ့ကိုအရင်နောက်ရှက်နေတယ်ပြောရင်ဘာတတ်နိုင်မှာလဲဟုတ်တယ်နော်အဲ့တော့ကိုကစူးစမ်းပြီးဆက်တွေ့တယ်နောက်ဆုံးကျတော့ဘာလုပ်လဲဆိုတော့အချင်းမကောင်းရကြဘူးလားတေးအောင်တကွန်းကွန်းအလုပ်အိတ်ချိန်လည်းမရအလုပ်ချိန်လည်းမရတစ်ချိန်လုံးအရင်တကွန်းကွန်းစာပြီးပို့တယ်ဆက်တွေ့တယ်ဖုန်းတွေခေါ်တယ်ပေါ့နော်အရင်အဲ့လိုဖြစ်ကြတော့ယွန်စရာကြီးဖြစ်လာပြီဆိုတော့ပုံစံမျိုးပေါ့နော် block သွားတယ်အဲ့ကြောင့်အဲ့တော့အရင်ဖုန်းကောကနေစူးစမ်းခေါ်တယ်ဖုန်းကို block သွားတယ်နော် email ပို့တယ် email လည်း block သွားတယ်နေမှာပေါ့မမြင်ရတော့သူပုံကိုမမြင်ရတော့ကိုကပို့လို့ရမယ်အမေကတည်းကဒါပေမဲ့ပုံမမြင်ရတော့ block ထားတဲ့ခါကျအဲ့လိုမျိုးဆိုတော့အဲ့ခါကျတော့လူကပို့ပြီးပောက်ကွဲလာအစားဒေါ်လာမဟုတ်ဘူးနော်ပောက်ကွဲတာမဟုတ်ဘူးနော်အခုဘာလုပ်ထားလဲအကောင့်မှာအဲ့ဒီမှာဒါမျိုးဖြစ်သွားတယ်အဲ့တော့အတုံးလိုအပ်တာလားနော်အဲ့ကျမေးလို့အဲ့လိုနော်မလိုအပ်ဘူးဆိုရင်ဘာအကောင့်တယ်လဲဆိုကိုကတွေ့ပြီးမှအဲ့ဒီအကောင့်ကို like စစ်ဆေးပြီးမှကိုနားလေတယ်လို့ဆိုတော့ cancel တင်တဲ့ဟာ cancel ရမယ်အဲ့လိုမျိုးပေါ့နော်ဟိုငွေပြန်ပေးချင်မပေးချင်တာဒါအဲ့ပြောချင်တာဟုတ်လားနော်အဲ့တော့အဲ့လိုမျိုးတွေလောက်သွားတဲ့ခါကျဘာလုပ်လဲဆိုတော့အဲ့ကျတုံးနဲ့အတူနေတဲ့အဲ့ဒီဦးလေးကိုအဲ့ကျအကောင့်မှာရှိတယ်အဲ့ကျအခုဘလို့ကြောင့်ပြောတယ်ဆိုတော့သူသိတယ်ဒီလိုပြောတယ်အဲ့ဒီဦးလေးကိုအဲ့ကျကဆက်တွေ့သွားတယ်ဖုန်းခေါ်သွားတယ်အဲ့ဒီဦးလေးအဲ့ဒီအကိုရှိလားလို့ဆိုတော့ရှိတယ်အဲ့ကျတစ်ချက်လောက်ပြောပါအောင်လို့အဲ့ကျဖုန်းခေါ်လာတယ်လို့ပြောဆိုတော့အဲ့ဒီညီမခဏဆောက်အောင်တော့ဆိုတော့တော့ပေးတယ်အဲ့ဒီအကိုကနော်အဲ့ဒီဦးလေးကအဲ့တော့အဲ့ဒီဦးလေးတော့ပေးပြန်တော့လေအဲ့ကျဆိုရင်ကွာတစ်ဖက်လူကိုနော်ကိုကဘာဖြစ်မဖြစ်ကွာကိုနဲ့ဖြစ်ခဲ့တာဘာဖြစ်ခဲ့တာပဲဖြစ်တခြားလူကတမျိုးတမီထင်သွားပြီဟုတ်လားနော်ထင်မြင်သွားမယ်အတွက်ပေါ့ဖုန်းတော့ကိုင်လိုက်မယ်အဲ့ကျဘာကိစ္စရှိလို့လဲနောက်မှအခုပြန်ဆက်သွယ်လိုက်မယ်နော်ဆိုလို့ရတယ်ဟုတ်လားနော်စာပို့လာထားလိုက်ဆိုလို့ရတယ်အဲ့ဒါကိုအပြောတယ်မင်းတို့အဲ့ဒီဦးလေးနဲ့တစင်ပြောခိုင်းတော့မပြောရှင်ပို့တယ်မပြောဆရာလည်းအကြောင်းရှိဘူးတဲ့နောက်တစ်ခါတဲ့သူ့အကြောင်းနဲ့ပတ်သက်လို့လာမေးလိုက်ဒီတယောက်လာမေးလို့ရှိရင်မခေါ်ပေးနဲ့မပြောပေးနဲ့မပြောရှင်ဘူးလို့ပြောလိုက်တော့အဲ့ဒီဦးလေးကအမနင်းနဲ့ညီမလေးသူအိပ်ပြိုသွားပြီတကယ်တမ်းအဲ့ကျအားနာလို့နော်အားနာလို့အဲ့လိုမျိုးမပြောဘူးပေါ့နော်ဟိုတယောက်ကပြောတဲ့အတိုင်းမပြောဘဲနဲ့သူအိပ်ပြိုသွားပြီတဲ့ပြောရတော့နောက်မှနော်တဲ့အင်းပေါ်လေးပေါ့အဲ့တော့နောက်ကျတော့အဲ့သူ့ဆက်တွေ့လို့မရတော့အဲ့ဒီဦးလေးကတစ်ခါဆက်တွေ့ပြီးမပြောတဲ့ခါကျတော့မှအဲ့ဒီဦးလေးအမှန်ပြောတယ်စဉ်းစားကြည့်ဝဲတလားမမေးနဲ့နော်အဲ့တော့အိမ်ကြီးကလေစစလေးအဲ့လိုနေတဲ့နေရာထိလိုက်သွားမလို့နော်ပြီးတော့ဒါမှမဟုတ်သူတို့အလုပ်ထဲထိလိုက်သွားမလို့နော်နောက်မှကိုပြီးတော့ကျမရလည်းမကောင်းတယ်ဆိုလေကိုဆက်ရှောင်းတယ်โอเคနေပါစေရောဒီလိုမျိုးအောက်တန်းစားနဲ့မပြောတော့နော်တနေ့အဲ့ဒီနေရာမှာသူတို့ရောက်လာတော့တနေ့သူတို့ခံရလိုက်ပြီပြီးတော့နောက်တစ်ခုဖြစ်လို့အဲ့ဒီဘက်ကပြောလာတော့တနေ့ကျမနာကြနေတော့ပြီးတော့အဲ့ဒီ post တင်တယ်သူတို့တည်တယ်ကိုကတော့ကိုဘက်ကနေမှကိုချင်းစာလို့နော်သူအဆိုင်လန်းသမားလေးတွေပြီးတော့ကိုလိုပညာနဲ့မဟုတ်ဘူးသူကနော်ဒီတိုင်း overstay ကနေမှအဆိုင်လန်းခံပြူထားတဲ့လူတွေဟုတ်လားနော်အလုပ်တစ်ခုရသွားရင်ဒီနိုင်ငံမှာအလုပ်ဆက်လုပ်ရပြီဆိုတော့အဆင်ပြေသွားရင်နောက်ပိုင်းနော်
နောက်ပိုင်းဆိုမြန်မာတွေအနေနဲ့ဆိုတို့ပြောတဲ့ bossy လို့ပြောခွင့်ပြောလို့ရတော့ပြီတနေ့လောက်လောက်ပြီးပြီဆိုဒါမျိုးပေါ့အဲ့တော့အောက်ရှည်တွေလောက်သွားကြတဲ့လူစားမျိုးတွေမှာပေါ့ငွေမမြင်ဘူးတဲ့လူတွေနော်အဲ့တော့အဲ့ချက်ဘလို့မဆိုပေါက်မကွဲပဲနေမလားစဉ်းစားကြည့်ကိုကအလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ဒီလိုမျိုးကိုညီထားတဲ့ကိစ္စနဲ့ပဲဖြစ်ဖြစ်ပတ်သက်တာနဲ့ပတ်သက်ပြီးတော့ပြောရှင်လို့အဲ့တော့တို့ရှောင်ပဲလုပ်နေတော့လေကိုအမြင်ကအော်တို့မအားလို့လားအော်တို့နေမကောင်းလို့လားဒီလိုမျိုးဖြည့်တွေးပြီးတော့မှအိုပြီးကြွလာတတ်ပြီဒါကကိုတို့ကပို့ပြီးအတန်းတက်လာပြီးဒီကောင်မကြီးငါ့ကိုကြိုက်နေတာလားဘာလားပေါ့အဲ့ဒီအချိန်မှာပြီးတော့အဲ့ဒီအကူကမိမရှိတာဒါပေမဲ့တို့ရှိမရှိပါနော်အဲ့ချက်ဆက်တွေ့တဲ့ကိစ္စကနာဘူးလန်းထားတာလည်းမဟုတ်ဘူးပြီးတော့အဲ့ချက်ပြောရလေနော်နာဘူးလန်းထားရအောင်အဲ့ချက်လိုအနေထားတဲ့ကွာနော်ရုပ်ဆူဆူအတက်ကြီးလည်းရွက်ပြဲနေတဲ့လူလည်းမဟုတ်ဘူးပါပြီးတော့အဲ့လိုမျိုးဖြစ်နေတဲ့လူကိုကြည့်လိုက်တော့လေကိုတော့အဆင်အောင်ရှိလို့လားအဲ့လိုအဆင်လည်းရှိတာမဟုတ်ဘူးဂျာမနီမှာနေတာချင်းတူတာပဲရှိတယ် level ချင်းလာရှင်းမယ်ဆိုတူစားကြောင်းမရှိဘူးနော်10တန်းတော့အောင်ရလားမသိဘူးနော် English စကားတော်မှလေးဟို yes no နှလုံးတော့တတ်မယ်လူစားမျိုးတွေဒီလိုဟန်မျိုးကကိုလာရှိုးတယ်ဆိုတော့ဒီလိုပါအဲ့ဒီကသူတို့ဒီကြိုက်တယ်ဆိုတော့မှသူတို့ကတိတ်ခါကြစရာဆိုတာရှိသလားအဲ့ဒီပြောရှင်နော်ဂုံတက်စရာတော့ရှိတယ်ဘာလို့ဆိုတော့ဒီလိုနောက်နိုင်ငံမှာနေတာတော့မှလက်မထောင်ပြီးနေနိုင်တယ်ဟုတ်လားနော်နိုင်ငံညာတော့မှစကားပြန်လိုက်လုပ်ပြီးနေနိုင်တဲ့လူစားမျိုးကွာစိတ်စားကြည့်ဘယ်နိုင်ငံညာတော့ပဲဖြစ်ကိုအမြင်လို့ရှိရင်ဘယ်သူမှအတင်သိအောင်မဆိုင်ရဲဘူးကွာနော်မျက်နှာရတယ်ဒီလိုလူမျိုးနဲ့ကအဆက်ဆက်ရဒီနေ့ကလူတော့တိုးတယ်ကွာဒီလိုလူမျိုးနဲ့ mix ဖြစ်ခွင့်ရတာပဲဖြစ်ဖြစ်ရေးစားဖြစ်မယ်ပဲဖြစ်ဖြစ်ဂုံတော့မယူရဘူးလားဂုံနှိမ့်သွားမယ်ဆိုရင်ဘယ်သူကနှိမ့်မှာအဲ့ဒီကဂုံနှိမ့်မှာပေါ့ဘာလို့လဲဆိုတော့သူကသူများဆိုင်ရဲ့အလုပ်သမားလေဆူရှီဆိုင်မှာအလုပ်လုပ်ရဲ့အလုပ်သမားနော်လာကစားလေးသူများခိုင်းတဲ့မြအကုန်လုပ်ရတာဂျပန်ဆိုင်မှာသူတို့လုပ်တာဂျပန်ခိုင်းတဲ့မြဘာမှမဆိုအကုန်လုပ်ရတယ်နော်ကြံတိုက်ရတယ်ဒီလိုလူမျိုးကကွာအဲ့ဒီသွားမယ်ဆိုတော့အဲ့လိုဆိုင်မျိုးမှာတတိကအစားကိုကိုလေးဖက်လက်တင်နောက်ဆက်တဲ့ဆက်ဆံတဲ့လူစားမျိုးအဲ့ဒါကိုစနေအဲ့လိုမျိုးပြောပြန်ရင်အဲ့ဒီကဂုံပေါ်တယ်ပြင်သွားလားပြီးတော့သူတို့ကိုကဒီလိုမျိုးကြောင့်မလို့လိုက်ကိုနှိမ့်ချပြီးတော့မှသူတို့ကိုဟိုစိတ်ကွန်အားဖြစ်စေရှင်လို့ရေကျော်နေတော့ပေါင်းပေးတာပါလို့ပြောပြန်တော့ဗာပြောတယ်လူတွေကိုနှိမ့်ချတယ်နော်အထင်မြင်သေးတယ်တဲ့ဖြစ်သွားလားနော်အဲ့လိုမျိုးဖြစ်တယ်စစ်စားအဲ့တော့ကိုကโอเคဒါကြောင့်မို့ဘာမှမပြောဘဲနဲ့ကိုဒီလိုမျိုးမိသားစုကိုဆက်ဆံပြီးတော့ဘာလို့သူတို့ပတ်သက်ကြိုက်နေပါလဲစပွန်ဆာပေးတယ်ပုံစံမျိုးအတင်းလိုက်ကတ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ထင်မြင်ကြတာဟုတ်လားဒီပြောချင်တာကိုဆက်သွယ်တဲ့အချိန်မှာဘယ်သူပဲဖြစ် agency မှာသူများဆက်သွယ်လာရင်ကိုကိစ္စတခုကိုလည်းပတ်သက်မှုရှိထားတယ်ဆိုလို့ရှိရင်ဟုတ်ဘာကိစ္စရှိလို့လည်းမသိဘူးဆိုဘလောက်ပဲမုန်းနေပါစေပြောကြရှိကပြောပြီးပြရှင်းပြီးမှအဲ့ချက် block ပြင်တော့ဆိုရင် block ပြင်တော့တစ်ဖက်လို့ဟိုတင်ရှိတယ်များအကုန်ရှောက်မတွေးမိအောင်ကိုကရှင်းပြတယ်ဒါဆိုရင်တစ်ဖက်လို့လည်းစိတ်ခုကြမလို့တော့နော်ကိုအသက်နိုင်ဆုံးကိုရှင်းပြပြီးမှလူတယောက်ကိုအဆက်ဖြစ်တယ်နော်ဘယ်အဆင့်မှာပဲနေဒီလိုမျိုးလုပ်တယ်ဟုတ်လားဒါပေမဲ့အဲ့လိုမလုပ်ဘူးအဲ့တော့နောက်ပိုင်းမှာတည်ရတာအဲ့ဒီဟိုကသူ့နဲ့အဲ့တလောကသူ့မိန်းမနဲ့အဆင်မပြေနေတာနော်အတူတူရှိနေတာအဲ့တော့ကိုယ့်ကိုအဲ့ဒီအတူရဟိုအဲ့ဒီမိန်းမနဲ့ပြန်အဆင်ပြေတဲ့ခါကျတော့ဟိုသူ့စိတ်ကမယိုးသားခဲ့လို့ပေါ့အဲ့ဒီနဲ့ပတ်သက်တယ်ဟာပြောမလားအဲ့တော့ဒီသူ့မိန်းမနဲ့တက်တနာဖြစ်မှာဆိုလို့အဲ့ဒီနဲ့ပတ်သက်တဲ့များမှန်တယ်များကိုစကားတော့မပြောချင်တကယ်ကဖြူစင်ခဲ့တယ်ဆိုနော်အဲ့ဒီလေဘယ်လိုပြောမလဲလူတိုင်းကိုကူညီတတ်တာသူတယောက်တည်းမှမဟုတ်ဘူးအခုအဲ့ဒီအကောင့်မှာအများကြီးရှိတယ်အဲ့ဒီကူညီဖို့တဲ့လူတွေမိန်းမတွေယောက်ျားတွေအဖြူအမဲအကုန်ကူညီခဲ့ဘူးအဲ့တော့အဖွားကြီးတွေကူညီတယ်ဆိုရင်အဲ့လိုပဲလားအဲ့ဒီစပွန်ဆာပေးအဲ့အဖွားကြီးတွေတစ်ဖက်သက်ကြိုက်လို့လားစဉ်းစားကြည့်ပေါ့နော်အဲ့ဒီဟာတွေကစိတ်ထဲမှာတနုံကိုဖြစ်တယ်နော်အဲ့လိုမျိုးခံရတယ်ကွာတစ်ဖက်သက်ကြီးကွာကိုယ့်ရဲ့စေတနာအရင်ခံပြီးတော့ဒါပေမဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတစ်သက်လုံးကအဲ့လိုမျိုးနေခဲ့တဲ့ဂုဏ်သိက္ခာကိုထိခိုက်လာတယ်ဒါမျိုးကျတော့မခံနိုင်ဘူးလေစဉ်းစားခံနေရအောင်ခံတင်တော့လေမကောင်းရပို့တယ်မခံတော့လေဒီလိုမျိုးဖြစ်တယ်အဲ့ဒါအခုလည်းတွေ့အဲ့ပြောချင်တာကဒီအကူထောင်းနဲ့ဥစ္စာကိုဘယ်ရောက်ရည်ညွှန်းလဲဆိုတော့သိမှာပေါ့နော်အဲ့တော့နောက်မှဆက်မယ်ဟိုသူတို့နှစ်ယောက်အကြောင်းနော်သူတို့ရှိသွားပြီဟုတ်လား